ok nhìn lên mình sử dụng nó nhìn lên đó company mà apple city điều của bên lùm nhớ hay khó bà lẽ nó bị đó apple city bọn nó bên lùm nhớ led tuổi bị đó lâu doan này lẽ của aku te sela naga tuổi bọn nó naga tuổi bên lùm nhớ led tuổi doa bị đó lâu doan lẽ số đó aku te sela chỉ xin mấy bạn ok đã mấy tên này mấy con mấy của bà cháu lẽ số đó phẫu thuật tiết củaကျွန်တော်တို့ဘယ်လိုမျိုးလက်ကန်ကျိုးဆိုတယ်လဲပေါ့နော်ဆိုလိုချင်တာကတော့ကျွန်တော်တို့ကအဖုတ်ဝင်tiếtအားလုံးကိုကျိုးဆိုပါတယ်ဘယ်လိုမျိုးမဆိုဘယ်ဘာသာမဆိုဘယ်နိုင်ငံသားမဆိုအားလုံးကျွန်တော်တို့ smart company ကိုလာရောက်ပြီးတော့လက်တွဲလုံးနိုင်ပါတယ်ဘယ်လိုပြောမလဲအရင်တော့ဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲအဖုတ်ဝင်tiếtလေးတွေပေါ့နော်လက်ကန်ကျိုးဆိုတဲ့အနေနဲ့မေတ္တာလက်ဆောင်လေးတွေပြန်ပေးတယ်ဘယ်လိုမေတ္တာလက်ဆောင်လေးတွေလဲဆိုတော့ဘယ်လိုပြောမလဲအတင်းဝင်ပြရှောက်လာတော့200ပဲဒါပေမဲ့မေတ္တာလက်ဆောင်ဘဲလေးတစ်လုံးပြန်ပေးတာတို့ CD ခွေလေးပေးတာတို့ catalog လေးပေးတာတို့ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်အဲ့ဒါဒီလားတင်းအောင်ရှိသေးတယ်ကိုရဲ့အဲ့လိုပေါ့နော်ဒီလူသစ်တွေကိုလည်းပဲလူသစ်ဆိုတာကဘယ်လိုပြောမလဲအလုံးကြောင်းမကျွမ်းကျင်သေးတာတို့မတက်သေးတာတို့တွေရှိတာပေါ့နော်အဲ့လိုလူတွေကိုလည်းကျွန်တော်တို့လိုပဲဟုတ်ကဲ့ကျွမ်းကျင်လာအောင်တက်မြောက်လာအောင်ပြောနိုင်ဆိုနိုင်အောင်ဘယ်လိုပြောမလဲဆိုတော့အောင်မြင်တဲ့စီးပွားရေးသမားတယောက်ဖြစ်သွားအောင်ပေါ့နော်နောက်ဆုံးထိပေါ့နော်အေဂျင်တီရအောင်ကျွန်တော်တို့ကပြုစုပေးပါတယ်ပြိုးထောင်ပေးတယ်လမ်းညွှန်တင်ကြားပေးတယ်ကျွန်တော်တို့ကလည်းကျွန်တော်ရဲ့ဆရာတွေပေါ့နော်ဟိုဆရာမကင်တို့ပြီးသွားလို့ရှိရင်ဆရာပြဝေးချစ်တို့ပေါ့နော်ရဲဝင်းထူးတို့ပေါ့သူတို့တွေကကျွန်တော်ကိုကူညီပေးခဲ့တယ်လို့ပေါ့ကျွန်တော်တို့လက်ထက်မှာလည်းတဆင့်ကန်အများတန်းကျူဆိုသွားတဲ့အပြင်ကိုကျွန်တော်တို့အလောက်ကပေါ့နော်ဘယ်လိုပြောမလဲဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာမဖွင့်သေးဘူးဟုတ်ကဲ့မဖွင့်သေးဘူးဆိုတာလည်းအကျိုးကြောင့်လေးတွေရှိတာပေါ့နော်ဒါပေမဲ့အများဆုံးတော့2018ပါပဲအဲ့ဒီတော့ကြာလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာပြန်ဖွင့်မှာပေါ့နော်အဲ့တော့ကြာလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာမဖွင့်ခင်ကျွန်တော်ကဒီမှာစပြီးတော့အလုပ်ကြောင်းလေးလာသွားမယ်တင်ကြားသွားမယ်ဟုတ်ပြီလားအခြေခံလေးတွေယူသွားမယ်ပြီးသွားရင်ကိုလည်းပဲအရင်းနှီးလေးတွေရှိလာမယ်အောင်မြင်မှုလေးတွေရလာမယ်ဗမာပြည်မှာပြန်ဖွင့်တဲ့ခါကျရင်ကိုနိုင်ငံကိုလူမျိုးကိုစီပွားရေးနဲ့ဆိုပြီးတော့ကျွန်တော်တို့ပြန်လှုပ်လာနိုင်မယ်ဟုတ်ပြီနော်ဟုတ်ကဲ့အဲ့ဒီလိုလေးပေါ့နော်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ဒီကုမ္ပဏီကကျွန်တော်ရင်တော့ပြောခဲ့သလိုပါပဲကျွန်တော်တို့ကသူများတွေပြောခဲ့သလိုကျွန်တော်လည်းမယုံကြည်ခဲ့ဘူးရင်တော့ဒါပေမဲ့တကယ်တမ်းလာလှုပ်ကြည့်တော့မှပဲသိရတယ်ဟုတ်ကဲ့အမှန်တကယ်ပါပဲကျွန်တော်တို့ကလှုပ်ဖို့မလိုဘူးဟုတ်ကဲ့ဟုတ်ပြီနော်လှုပ်တက်ဖို့လည်းမလိုဘူးကျွမ်းကျင်ဖို့မလိုဘူးဆုံးရှုံးဖို့လည်းမရှိဘူးဟုတ်ကဲ့ဒါပေမဲ့လှုပ်ချင်တဲ့စိတ်တစ်ခုတည်းရှိဟုတ်ကဲ့အောင်ပြင်းတဲ့စီပွားရေးသမားကြောင့်ဖြစ်ရမယ်လို့ကျွန်တော်ရေးရေးပြောရဲတယ်ဟုတ်ပြီနော် sorry ပါနော်ညီလေးဝင်းစုသူပါနော်ညီလေးတို့ကုမ္ပဏီမှာစာမတားတဲ့လူတွေလာလောက်လို့ရလားမသိဟုတ်တယ်အဲ့ဒါမေးသိတယ်ကိုဘာဖြစ်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းပဲထိုင်းစကားပြောတတ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ထိုင်းစာမရေးတတ်ဘူးကိုဟုတ်ကဲ့ကျွန်တော်ကမရေးတတ်ဘူးဆိုပေမဲ့လည်းပြောတတ်တယ်ပေါ့နော်အဲ့လိုလုံနိုင်တယ်တခြားလူတွေပြန်ကြည့်မယ်ဥပမာကျွန်တော်တို့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲမြန်မာလူမျိုးပဲဖြစ်ပါလူမျိုးပဲဖြစ်လာရောက်ပြီးလုံးနိုင်တယ်ရေးတတ်ဖို့ပြောတတ်ဖို့ဆိုတတ်ဖို့မလိုဘူးကျွန်တော်တို့မှသင်ကြားပေးတဲ့အကုန်လုံးဟုတ်ပြီနော်နောက်ဆုံးဘယ်လိုပြောမလဲအင်တာနက်ဝါသနာပါတယ်ကွန်ပျူတာဝါသနာပါတယ်လူတွေဆိုရင်လည်းဟိုကွန်ပျူတာကိုခါမဲသင်ပေးတဲ့ကိုပြီးသွားလို့ရှိရင်ထိုင်းစာသင်တန်းတွေလည်းရှိတယ်ကျွန်တော်တို့မှာဒါလို့မတက်ချင်ဘူးကိုကပြောရေးဆိုရေးလောက်ပဲတက်ချင်တယ်ဆိုလည်းသင်ပေးတယ်ပြီးသွားလို့ရှိရင်နောက်ဘယ်လိုပြောမလဲအသင်းဝင်တွေပေါ့နော်ကျွန်တော်တို့လိုမျိုးပေါ့နော်အသင်းဝင်တွေအားလုံးပြီးလို့ရှိရင်နောက်လာမဲ့အနာဂတ်အတွက်အသင်းဝင်တွေအားလုံးလည်းပဲကျွန်တော်တို့မှာသူ့တပည့်ကိုတပည့်ရလို့မရှိဘူးပဲအားလုံးကညီကိုမောင်နှမတွေပဲအဲ့လိုစိတ်တစ်မျိုးပဲထားတယ်ညီကိုမောင်နှမလို့စိတ်ဓာတ်နဲ့ကျွန်တော်တို့ကအမြဲတမ်းလက်တွဲခေါ်သွားမယ်ဟုတ်ပြီနော်ဘယ်လိုပြောမလဲဆိုတော့ဒါကလူတယောက်ပေါ်မှာပြောချင်တဲ့စကားတစ်ခုပေါ့နော်တကယ်ချင်းလို့ဟုတ်ပြီနော်လှုပ်တက်ဖို့မလိုဘူးတကယ်ချင်းလှုပ်ချင်တဲ့စိတ်တစ်ခုလည်းရှိကျွန်တော်ရင်ကပြောခဲ့သလိုပေါ့ဗျာကိုကဘလောက်ပဲညွန့်ကြားဟိုလိုက်လုံးမဲ့သူကအပြည့်ဝကြီးမလှုပ်ဘူးဆိုရင်လိုက်မလှုပ်ဘူးဆိုရင်လည်းဒါမအောင်မြင်နိုင်ဘူးဒါကြောင့်မို့လို့လှုပ်ချင်တဲ့စိတ်တစ်ခုတော့ထားရမယ်ဟုတ်ကဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်အောင်မြင်သွားစေရမယ်အဲ့ဒီလိုပဲကျွန်တော်ကြိုးစိုးတဲ့အားလုံးကိုဟုတ်ကဲ့ကျွန်တော်နာမည်ကိုချက်လို့ခေါ်တယ်ဟုတ်ပြီနော်ဒါထိုင်းလို့ပေါ့နော်ဗမာလို့လည်းကြတော့ကိုဝင်းစီသူပေါ့နော်အဲ့လိုခေါ်တယ်ကျွန်တော်စီကိုဖုန်းနဲ့တော့၎င်းဒါမှမဟုတ်ဒီ plan ဆောင်ဆွဲ60မှာရှိတဲ့ကျွန်တော်စာခါမှာတော့၎င်းလာရောက်ပြီးတော့ဆက်သွယ်နိုင်ပါတယ်မေးမြန်းနိုင်ပါတယ်တင်ကြားဟိုသိချင်တာလေးတွေမေးနိုင်တယ်ပေါ့နော်ကျွန်တော်ဖုန်းနံပါတ်လေးပြောပြသွားပေးမယ်ဟုတ်ပြီနော်38 53 468434ဟုတ်ပြီနော်38 53 468434ပေါ့နော်ဟုတ်ကဲ့ဒီဖုန်းနံပါတ်နဲ့တော့၎င်းဆက်သွယ်လာလို့ရတယ်ဒါမှမဟုတ်ရင်လည်းပဲကျွန်တော်ကုမ္ပဏီကိုလာရောက်ပြီးတော့မေးမြန်းလို့ရတယ်ကုမ္ပဏီရှိတဲ့နေရာကတော့ခုနပြောသလိုဖလန်ဆောင်ဆွဲ60ဟုတ်ပြီနော်ပြီးလို့ရှိရင်အခုကျွန်တော်ပြောချင်တာကတော့ကျွန်တော်ကုမ္ပဏီကလာမဲ့အနာဂတ်အတွက်မျိုးဆက်သစ်အားလုံးကိုလက်ခံကြိုးဆိုပါတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ ਨੇ လာရောက်လက်တွဲလှုပ်ကြပါဟုတ်ကဲ့လှုပ်ချင်တဲ့စိတ်တစ်ခုတော့ထားပြီပေါ့နော်အဲ့ဒါဆိုရင်အောင်မြင်ရမယ်လို့ရေးရေးကြီးပြောရဲပါတယ်ဟုတ်ကဲ့